Jason ဘယ်လိုအနေထားဖြစ်နေလဲဆိုတာခင်ဗျားတို့ကြည့်နော်ရောက်လိုက်တဲ့အရင်မအေးရှင်းတဲ့လူမျိုးစဉ်ဒီလူမျိုးပဲခေါ်ပြရမှာကျွန်တော်တို့ကနေပြီးတော့ဒါဘင်္ဂလားဒုက္ခသည်စခန်းမှာနေပြီးတော့ကဘာစာနာရဲ့ခါအဖွေးကနေပြီးတော့စာနာရဲ့ကပို့တဲ့အချိန်မှာအစာကျက်ဖက်ဘင်္ဂလီတွေရောက်လာပြီးတော့ပွေကဒီလိုဖြစ်သွားတာနော်ဒီမှာကြည့်အောင်ရိုက်တဲ့ပုံစံလေးကိုကြည့်အောင်အိုးဒါဘင်္ဂလီကျက်ဖက်ဘင်္ဂလီတွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေနဲ့ဒီလိုရိုက်နေတာဖြစ်တယ်နော်ကြည့်အောင်အိုးတူကြီးပွေကောင်းပဲဒီလိုနော်ဒီလိုနိုင်ငံတွေမှာနေပြီးတော့လဲတော့ဘင်္ဂလားဒုက္ခသည်နိုင်ငံမှာဒုက္ခသည်စခန်းကဘင်္ဂလီအကျဉ်းဖက်တွေကလေဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်သွားတာနဲ့ဒီလိုအကျဉ်းဖက်ဘင်္ဂလီတွေရှိနေသေးဒီနိုင်ငံလည်းမအေးချမ်းဘူးအခုဆိုကျွန်တော်တို့မြန်မာနိုင်ငံကိုကြည့်လိုက်နော်ဘင်္ဂလားဒုက္ခသည်စခန်းကလာတဲ့ဟိုအကျဉ်းဖက်ဘင်္ဂလီတွေနေပြီးတော့မြန်မာပြည်ကြီးရောက်ရင်ဘာဖြစ်လဲစူပူတောင်းကျန်းတယ်စူပူတိုက်လို့တယ်တို့မြန်မာပြည်ကြီးလည်းမအေးချမ်းဘူးအခုဆိုရင်ဂမ်ဘီယာနိုင်ငံကြီးကတော့မှကျွန်တော်တို့မြန်မာကိုနေပြီးတော့တရားစွဲထားတယ်နော်အဲ့ဒါဘင်္ဂလီတွေရဲ့လောက်ရတဲ့ဖြစ်တယ်နော်အဲ့ဒါတွေကိုနေပြီးတော့ကျွန်တော်တို့မြန်မာတွေတီးဖို့လို့တယ်နော်ဒီမှာကြည့်ဘင်္ဂလီတွေဘယ်လောက်ထိဆိုးရုံမှလဲဆိုတာကြည့်နော်သူတို့ချင်းတော့မှတက်ဖြတ်လူရဲနေတာတဲ့မှာကြည့်နော်ဒါအာစာဘင်္ဂလီအကျန်းဖက်တွေကိုနော်ရိုက်ထုတ်နေတာဘင်္ဂလားနိုင်ငံသားတွေကနေပြီးတော့မအေးချမ်းတာကိုဒီကောင်တွေကနော်နေဆန်းနဲ့ထွန်းခင်တို့ကိုထောက်ခံနေတဲ့သူအကျဲဖက်ဘင်္ဂလီတွေနော်ရောက်တဲ့ရဲမှမအေးချမ်းဘူးဒီကောင်တွေကကြည့်ပါလားနော်နေဆန်းနဲ့ထွန်းခင်တို့ဆိုတဲ့အကောင်တွေကနေပြီးတော့ဒေါ်လာတွေစားနေတာနော်သူတို့လဲဝက်ကြီးပါတယ်ရိုက်ပြီးတော့နေပြီးတော့ဒေါ်လာစားနေတာဘာဘူးမသိဟိုဘင်္ဂလီတစ်ဖိုက်ကနေပြီးတော့ယုံတယ်နော်အာစာကျန်းဖက်အာစာဘင်္ဂလီတွေကလည်းနေပြီးတော့ဒီနေစင်းနဲ့ထွဲခဲ့တဲ့တူလှုပ်ရှားနေကြတဲ့လူတွေဖြစ်တယ်နော်အဲ့ဒါကိုနေပြီးတော့ဘူးမသိမုံစနတဲ့တိုက်ကနေပြီးတော့ထောက်ခဲ့ခမရတို့နေပြီးတော့အမကြီးမအားမှာပေါ့နော်မြန်မာနိုင်ငံမှာနေရင်မြန်မာပြည်သူလူထုတွေနဲ့အေးအေးချမ်းချမ်းနေရမယ်ခုကခမရတို့ကဒီလိုမှမနေတာဆူဆူပူပူတိုက်လို့ခမရနှုံတာအကြီးကြီးရမယ်နောက်ဆိုရင်နော်ကြည့်လူဦးရေပေါပွားနှုန်းကများလာတယ်ဆိုရင်ဘာဖြစ်လာလဲဆူဆူပူပူတကိုးတွေဓမြတယ်လူရမုန်းတွေခိုးဆလူရမုန်းတွေများလာတယ်နော်ခိုးဆလူရမုန်းတွေများလာတယ်အဲ့ဒါဒီကောင်တွေကိုနေပြီးတော့လူဦးရေပေါပွားနှုန်းကိုချော့ချရမယ်နော်ဘယ်နိုင်ငံမှာပဲနေရောက်တဲ့နိုင်ငံကနေပြီးတော့ဒီကောင်တွေကိုနေပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုကျွန်တော်တို့မြန်မာနိုင်ငံအစိုးရကနေပြီးတော့ဒီကောင်တွေကိုကင်တွယ်ရမယ်လူဦးရေပေါပွားနှုန်းကိုချော့ချရမယ်ဒီကောင်တွေကိုနော်ဘယ်နိုင်ငံပဲဖြစ်ဒီကောင်တွေကိုဒီလိုပဲလုပ်ရမယ်ဒီလိုလွှတ်ထားလို့တော့မရဘူးနောက်ဆိုရင်မှာလည်းတခိုးလူရခိုးဆလူရမှုတွေဖြစ်လာတယ်နော်ကြည့်ပါလားရိုက်ကြတာသင်ဖော်ကြီးကပြကြရင်လေဘင်္ဂလီဟိုနိုင်ငံကိုခိုးဝင်တာလေဘင်္ဂလီဟိုကဖမ်းသွားရင်လေဘင်္ဂလီဒီကဖမ်းရင်လေဘင်္ဂလီသင်ဖော်ကြီးပြကြရင်လေဘင်္ဂလီဟိုနိုင်ငံကိုခိုးဝင်တယ်လေဘင်္ဂလီဟိုမှာပြဿနာဖြစ်တာလေဘင်္ဂလီဒီမှာပြဿနာဖြစ်တာလေဘင်္ဂလီနိုင်ငံကိုကျူးကျော်ဝင်ရောက်နေတာလေဖျက်ဆီးနေတာလေဘင်္ဂလီ那把戏的来看面多，喏。要这样嘛，千个么你家不看面多这个你比着，喏。舒服，那个你比着，喏。千说老话，你谈一个么带搞的看面多，喏。看面多千说了，你谈么带不了看面多的，就那没劲了，အာစာဘင်္ဂလီတွေကိုအားကိုးပြီးတော့တို့မြန်မာပြည်သူလူထုတွေကိုနေပြီးတော့စောစောကားကားလုပ်နေတဲ့ဟာတွေတော့ခင်ဗျားတို့ရက်သိပြီနော်တို့မြန်မာတက်မတော်လီပြန်ကြီးကနေပြီးတော့ခင်ဗျားအကျဉ်းဖက်ဘင်္ဂလီစီကိုရောက်သွားနိုင်တယ်နော်တို့မြန်မာပြည်သူလူထုတွေနေပြီးတော့တိုက်မလုံးနဲ့တော့ဒါကြီးရမယ်မင်းတို့ဘင်္ဂလီတွေနော်ရှင်းနေထိုင်တဲ့မွတ်စလင်တွေလည်းနေပြီးတော့မျက်နှာပူရတယ်မင်းတို့အကြောင်းနဲ့မင်းတို့ဘင်္ဂလီတစ်တိုင်းနေပြီးတော့ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ဘင်္ဂလီတစ်တိုင်းအကျဉ်းဖက်ဘင်္ဂလီတစ်တိုင်းနေပြီးတော့ဒီကောင်တွေကဆိုးနေတာနော်ကဘာမှာနေပြီးတော့